မယူဖို့အတွက်ကိုယ်အိမ်ကဘာဘီကြီးကိုခွင့်ပြုချက်တောင်းစရာမလိုဘူးသူခွင့်မပြုရင်ကိုလို့တချို့ယောက်ျားတွေပြောတယ်အဲ့ဒီယောက်ျားတွေပြောခြင်းနဲ့မင်းကမရကြုံခံနေလို့သူခွင့်မပြုရင်ရောဆိုပြီးကြုံပွားနေနေတာတို့အချိန်ပေးတခုနားထောင်မရနှစ်ယောက်ကြောင့်တထေးယောက်ျားတစ်ယောက်ကတထေးစီဝါရေးအဆင်ပြေဒါပေမဲ့သူ့စီဝါရေးရတယ်ဟိုဘက်မြို့ဒီဘက်မြို့သွားပြီးလောက်ရတာသိလားတမျိုးတည်းမှာပဲဆိုင်ထိုင်ပြီးဖွင့်ရတာမို့ဟိုမြို့သွားလဲရတယ်3ရက်နေတယ်ပြီးပစ္စည်းတဲလိုက်ဒီဘက်မြို့ကိုမြို့ပြန်လာတယ်အဲ့လိုသွားလာပြီးတော့ဘောနော်တချို့ရှိမလားဘန်ကောက်သွားတယ်ပြန်လာတယ်တရုတ်သွားတယ်ဘယ်မြို့အဲ့လိုဆိုတော့ဇနီးသူ့အိမ်တော်ကြီးတော်အဆင်ပြေလားအဲ့တော့ဇနီးတဲ့ကြံခဲ့တော့အိမ်မှာအဖော်ဖြစ်အောင်ဒီနနီတို့ဘာတို့ဘို့တို့အဖွားပုံစံမျိုးအရွယ်တွေတယောက်ထားတယ်အတော်လိုအဖွားလိုထားခဲ့ပြီးသွားတယ်ဒါတယ်အရင်အဆင်ပြေနေနည်းနည်းကြာလာတော့ဒီအန်ဒီကြီးကဘာပြောလဲဆိုဟဲတဲ့နှစ်ယောက်ကြောင်းနေသတိထောင်အရင်တော့3ရက်လောက်နဲ့ပြန်လာတာလေအခု9ရက်လောက်ကြာတယ်ခြေလက်တွေပြက်နေပြီတဲ့တခါလေမိန်းမတွေမသိဘူးစီသီးစာသီးဘူလီပါလီရိုးရိုးကြီးအားအားကြီးအဲ့ဒီအောင်မျိုးလုံးတွေဖွင့်ပေးတာအဲ့ဒီအန်တီရှိုက်တန်မတွေအဖော်ပြင်းနဲ့ထားကြတဲ့အဲ့ဒီအဖွားကြီးရှိုက်တန်မကြီးသူတို့ဒါတွေဖွင့်ပြီးတော့တိုက်ပြဘာလို့တာလဲအဲ့ဒါဂုံချောဂုံတိုက်ပြရှိုက်တန်မလို့ဟောအသက်ကြီးကြီးအမှန်ပြောလိုက်အမှန်မဟုတ်အမှန်ပြောလိုက်ကောင်းတာမို့အမှန်ကတခါလေဂုံတိုက်မှုဖြစ်သွားပြောဖို့မလို့အထားပါတော့ပြောလိုက်တယ်နေ့ယောက်ျားပြန်လာတယ်ရှင်လေးလာကြည့်ဟိုဘက်မှာယူထားလားမသိဘာဘီကဘာပြောလဲဆိုတော့ကျမဘလို့လေးလာမှာလေတဲ့အဆက်အသွယ်မှမရှိတာအန်ဒီပဲလေးလာပေးလေဆိုလေးလာပေးတော့တရင်လျောက်လာဟုတ်တယ်ဟိုဘက်မြို့မှာနေယောက်ျားနောက်မင်းမယူတာခံစားဘယ်မခံစားလားပြောဒီတော့တော့ခံစားမလဲလူလိုက်တယ်ဘာဖြစ်တယ်ငယ်ငယ်တွေကချစ်လာတာဘာဖြစ်တာရှေးရတဲ့ဘဝမှာကြုံခံတာပတ်စံလည်းအစဉ်ပြေရောဟမ်မရင်ငယ်ယူဆဘာလဲအစဉ်ပြေသွားတယ်ငါကြုံခံဘာလဲပဲရှောက်ပြောတော့မမိမအဲ့တော့သူတော်တော်ကြီးကိုခံစားလိုက်ရတော့တီးငယ်အောင်အရင်လှုပ်လိုက်ပြီးအေးစေအုံတော်ကြီးနဲ့စဉ်းစားတယ်ဘာဒီငါယောက်ျားနောက်မိန်းမယူလိုက်တာကိုတီးသွားပြီးတိတာကိုဖော်ထုတ်ပြီးကပြဿနာရှာရင်ကောင်းမလားအဲ့လိုစဉ်းစားရင်ပြဿနာရှာရင်စိုးကျိုးပါရှိလေကောင်းကျိုးပါရှိတေချာစဉ်းစားတော့အိမ်ကဒီအစဉ်ကမိန်းမတွေရှိပြောအောင်ခင်ဗျားတို့မိန်းမတွေမရှိဘူးပြောလို့မရအိမ်ကိုပြန်ဆင်းပြေစိုးကျိုးပါရှိလေကောင်းကျိုးပါရှိလေအရင်စဉ်းစားလိုက်ဟုတ်ပြီဖော်ထုတ်ကဲမဖော်ထုတ်မင်းကမျိုးသိပ်ပြီး